လူတိုင်းသိထားတဲ့ Facebook Minded ရဲ့ပို့တင်နည်း၄မျိုးဒီ၄မျိုးကိုသိမယ်ဆိုလို့ရှိရင်ကိုကစဉ်းစားဆင်ခြင်ပြီးတော့ပို့အမျိုးမျိုးကိုတင်လို့ရပါတယ်ခင်ဗျာ Facebook မှာ story တင်နည်း၄မျိုးကိုလူတိုင်းသိပို့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့က story မတင်ရသေးဘူးဆိုလို့ရှိရင်တော့ဒါတော့ဒီနားလေးမှာပေါ့ create story ဆိုတာအပေါင်းရှိရအဲ့လိုတစ်ချက်နှိပ်လိုက်နေပြီးပြီဆိုလို့ရှိရင်ကိုတင်မဲ့ဓာတ်ပုံလေးတစ်ပုံကိုရွေးလိုက်ပေါ့နော်ကျွန်တော် story တင်မဲ့ဓာတ်ပုံလေးကိုရွေးလိုက်မယ်ရွေးပြီးလို့ရှိရင်အောက်ကဒီနားက setting လေးကိုကျွန်တော်တစ်ချက်နှိပ်မယ်ပေါ့နော်ဒီ setting ဆက်သွားလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဒီမှာ privacy ဆိုတာရှိတယ်ကိုနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်တို့ကတင်မှာဖြစ်တဲ့အတွက်ကြောင့် privacy ကိုနှိပ်လိုက်နေပြီးပြီဆိုလို့ရှိရင်အပေါ်ဆုံးက public ကလူအများတွေ့ရအောင်လို့ကျွန်တော်တို့ရဲ့ story ကိုတင်တာပေါ့နော်ဒါပထမတနည်းဒုတိယတနည်းကကြတော့ friend only ကိုယ့်ထဲမှာတကယ်ချင်းလက်ခံထားတဲ့ friend only ကိုပဲတွေ့ရအောင်လို့ကျွန်တော်တို့တင်တာပြီးလို့ရှိရင် SAV ကိုနှိပ်လို့ရှိရင်ကိုယ့်တကယ်ချင်းပဲတွေ့ရတယ်တခြားအပြင်ကတကယ်ချင်းမဟုတ်တဲ့ဒဇိမ်းတွေလုံးဝမတွေ့ရအောင်အောက်ဆုံးက high story from ဆိုတာဒီထဲမှာကိုယ့်ရဲ့ friend ထဲမှာပေါ့နော်မမြင်စေချင်တဲ့လူတစ်ယောက်ကိုဖျောက်ပြီးတော့ friend only ထဲမှာမှမမြင်စေချင်တဲ့လူတစ်ယောက်နှစ်ယောက်သုံးယောက်ငါးယောက်ထိကိုဖျောက်ပြီးတင်တာအဲ့ဒါဘယ်လိုလုပ်လဲဆိုတော့ဒီမြားလေးကိုနှိပ်လိုက်နေပြီးလို့ရှိရင်မမြင်စေချင်တဲ့လူရှိလို့ရှိရင်မမြင်စေချင်တဲ့လူပေါ့နော်တစ်ယောက်နှစ်ယောက်သုံးယောက်လေးယောက်ငါးယောက်အများကြီးငါးယောက်မကောက်အယောက်20 30ထိလည်းရွေးလို့ရတယ်မမြင်စေချင်တဲ့လူတစ်ယောက်တည်းကိုလည်းရွေးပြီးတော့တင်လို့ရတယ်ဥပမာတစ်ယောက်တည်းကိုရွေးပြီးတင်ပြီးလို့ရှိရင်ကျွန်တော်တို့ကတက်နဲ့ပြန်ပြီးတော့ထွက်ပြီးလို့ရှိရင်အမမြင်စေချင်တဲ့သူပေါ့နော်အဲဥစ္စာပါကိုယ့်ရဲ့ friend နဲ့ friend only တော့ only ပဲဒါပေမဲ့တယောက်ကိုမမြင်အောင်ကျွန်တော်ဖျောက်လိုက်တာဖျောက်ပြီးတော့ကျွန်တော်ပို့နှိပ်လိုက်လို့ရှိရင်ပို့တင်ပြီးသားဖြစ်တယ်အဲ့တော့တတိယတစ်ချက်ကကြတော့ကျွန်တော်တို့ custom ပေါ့ custom အားကြတော့ကိုမြင်စေချင်တဲ့သူတစ်ယောက်တည်းကိုပဲမြင်အောင်လုပ်တာ custom အဲ့တော့ဒီတယောက်ကိုပေါ့နော်ကျွန်တော်မြင်အောင်သူ့တယောက်တည်းပဲမြင်အောင်လုပ်မယ်ပေါ့ဒါဒီတယောက်တည်းပဲမြင်အောင်လုပ်မယ်အဲ့တယောက်တည်းမြင်အောင်လုပ်မယ်ဆိုရင်သူ့အမှန်ချက်ကလေးပေးပြီးတော့သူ့တယောက်တည်းပဲမြင်အောင်လုပ်ပြီးတော့ကျွန်တော်တို့ကပို့တင်မယ်အဲ့ဆိုအပေါ်ဘက်က friend နဲ့ public နဲ့မဆိုင်တော့ဘူးကိုတင်လိုက်တဲ့ mind တည်းကလူတယောက်ပဲမြင်ရမယ်အဲ့ဒီနည်းလေးပေါ့နော်၄နည်းနဲ့ကျွန်တော်တို့ကတင်တာအဲ့တော့ကျွန်တော်ကကြောက်ဒီထဲမှာ public နဲ့ပဲတင်ချင်တာဖြစ်ရင် public ကိုပဲရွေးချက်လိုက်မယ်ပေါ့နော်အပေါ်ဆုံးက public ကိုပဲကျွန်တော်နှိပ်လိုက်မယ် public ကိုနှိပ်ပြီးလို့ရှိရင်နောက်ကိုကျွန်တော်မြားလေးနဲ့ဘက်ပြန်ထွက် update လုပ်လိုက်မယ်လုပ်ပြီးလို့ရှိရင် public နဲ့တင်ပြီးလို့ရှိရင်ကျွန်တော်ကနေပြီးတော့ share ဆိုတဲ့ clip လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကိုတင်ရတဲ့ mind တွေက၄မျိုးကနေတစ်မျိုးနဲ့ကျွန်တော်တင်လိုက်ပြီပေါ့နော်ဒါကတော့အားလုံးသိထားတင်တယ်လို့ကျွန်တော်မျှဝေရဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်